Mình lên liao hả? Đều mình lên liao. Rồi mình đã xử lý ăn này. Người ta xong Bro nhá này ra này rồi mà đi. Cái can này. Thế nào xí ấm mới sầu mọi gì đúng mỗi son về coi càng ố em không cho Cái gì này nào không mà xí. Wow, bro nhá này ra này. Nó bao nhiêu ha? Mà lại bị xin là mua mà xí bé video. Xin đồng. Xin đồng tiền mà. Cái đây hào mà. Di cái này mà đó đã lần nào cảnh tết rồi, saka sa lại ở khám phí sự đấy đã nên bao nhiêu rồi, phi này thà luôn mà nó đã xin nó này, giáo này ra đấy đã đang tay đã chỉ ở đây tiêu cho nó khó tao bị mà phi đấy. Mình lên liao hả? Đều mình lên liao. Rồi mình đã xử lý ăn này. người ta xong Bro nhá này ra này rồi mà đi. Cái teo cả trong tết đấy. cho lại trong đấy Điều tra xong ngoài. người ta xong Đi chỉ ở đây hà số yên là số nhiêu này, mấy ở tay này thay mà xin đấy, chỉ ở đây tiêu phi đấy. Đi vào cái đó đã làm mà chỉ vì mà về xin đấy, chỉ ở đây tiêu phi đấy bọn nó. Đi vào cái chuyện này bolu xí lệ rồi bây giờ chỉ cho nó này tụ lại làm việc chỉ số dạng bọn nó. Thực ra đó cho nó rồi thì mù la khí sinh thế mà thì tao cũng mới chịu bọn nó cho nó rồi USA đi pa la đấy xí đi lấy pa la đấy bọn nó đặc biệt mấy thì tao cũng sử dụng chịu làm mà chỉ biết mà về thì cái xí này đó cho nó rồi chuyện này ở lâu số mấy thêm này nấu cái chén cái đấy rồi mà cho nó bị xí đi trâu nha về bị lại đấy bọn nó thì giao khá cha mà về cho nó rồi USA đi CPC đi đó trâu đi lũ ăn nhau cho nó rồi giao khá cha mà về mấy ông này sẽ phiềnတွေ့ခဲ့ရတယ်ပေါ့နော် Mày phone đi. Mà cả mẹ này. Mò đi kìa. Coi cả của nó Còn mà. Còn mà xa đen. ngào cả nắp Xa hay đen còn này. nay phải tặng mười nắp hay mười cả đám vô gì đã Mua trục son về. anh ấy son à tụi mơ cái này tụi lấy đây ဒီကြီးရွာဆိုရင်ဒါကတ္တရာလန်းနဲ့နီးဆုံးရွာမှာဖြစ်ပေမဲ့လည်းသူတို့မှာမှတ်ပုံတင်တွေအိမ်အောင်စုတွေမရှိကြဘူးပေါ့နော်ဒါကြောင့်မလို့လဲသူတို့ကိုယ်တိုင်လည်းသူတို့ရဲ့အသက်တွေကိုခံမှန်းပြီးတော့ပြောဆိုနေကြတာပေါ့နော်သူ့ရဲ့အသက်ကိုလည်းသူမသိဘူးသူ့သားသမီးအသက်တွေလည်းခံမှန်းပြီးတော့ပဲပြောဆိုနေကြတာပေါ့နော်ပြီးတော့ရေးဖို့မှတ်ဖို့ကြတော့လေဒီရွာထဲမှာတစ်ခါမှစာတင်ကြောင်းမရှိဘူးတော့စာတွေလည်းမရေးတတ်ကြဘူးပေါ့နော်ပြီးတော့ဒါကြောင့်မလို့သူ့သမီးတယောက်ရှိတယ်တဲ့အမှအသက်ကနဲ့ကြီးပေါ့နော်ဒါပေမဲ့ကြောင်းတက်ချင်တယ်ကြောင်းလည်းတစ်ခါမှမရှိဘူးတော့တော့မသိရဘူးပေါ့ဒါကြောင့်မလို့ဒါကြောင်းဆရာတွေနေနဲ့လာခေါ်မယ်ဆိုရင်တော့သူ့သမီးကိုကြောင်းထည့်ပေးမယ်ဆိုတာတော့ပြောနေတာဖြစ်ပါတယ် anh hè vậy ဒါကြောင့်မလို့သူ့သမီးကြောင်းတက်ဖို့ရေးပေါ့နော်ကြောင်းဆရာနေပြီးတော့လာခေါ်ပေးပါမယ်ဆိုပြီးတော့ကျွန်တော်ကနေပြီးတော့အာမခံချက်ပေးပြီးတော့ပေါ့နော်ဒါကြောင်းဆရာကိုလာခေါ်ခိုင်းတာမျိုးဒါမှမဟုတ်ကြောင်းဆရာလာမခေါ်တော့မှကလေးလာခေါ်ဖို့ပေါ့နော်သူတမီကြောင်းတက်ရဖို့ရေးပေါ့ကျွန်တော်တို့ဒီရွာထဲကိုတအိမ်ပြီးတအိမ်ဝင်ထွက်လောက်ပြီးတော့လေးလာကြည့်တာပေါ့နော်တော်တော်လေးကိုချိုးတက်နေတဲ့အနေအထားမျိုးကိုတွေ့ရတယ်ပြီးတော့တချို့အိမ်ဆိုရင်ဒီမိုးမလုံလေးမလုံပေါ့နော်သူတို့ကိုယ်တိုင်ကလည်းလောက်ကင်စားတောက်စရာလည်းမရှိဘူးအထက်မှာဆိုရင်စောင်းနေခေါင်းနေတော့မရှိတဲ့အိမ်နဲ့အများကြီးရှိတာကိုတွေ့ခဲ့ရတာပေါ့နော်ပြီးတော့အထက်မှာလည်းကလေးလေးတွေပိုင်းနေဆိုရင်လည်းဝက်စားမပါတဲ့ဟာတွေအများကြီးတွေ့ခဲ့ရတာပေါ့နော် Sao tao mày tay con mà họ son pe quê y yêu. Muốn là vả mà muốn. Điều hay là khơi lại mà tay son pe. Hả? Phơ mày là khơi ấy mày tay bề bươn tay con mày son pe phơ mày là khơi tao. Mà con này à? DND ဆိုရင်တာသမီ4ယောက်ရှိတယ်ပေါ့နော်အဲ့မှာရှေ့မှာထိုင်တဲ့သူသမီးရဲ့နောက်ထပ်3ယောက်ရှိတယ်ပေါ့နော်အငယ်အဲ့3ယောက်ကိုတော့သူကြောင်းထားပေးတယ်တဲ့ကြောင်းထားပေးတဲ့အကြောင်းရင်းကလည်းလက်ရှိလောလောဆယ်သူတို့စီမှာအလောက်ကင်မရှိဘူးပေါ့နော်ဒီကဘာမှလောက်ကင်စားတောက်စရာမရှိတော့ကြောင်းထားပေးတဲ့အနေထားပေါ့နော်တကယ်ကိုအ
အလုံးလုံးတဲ့ယာတီတို့ဘာတို့ညာတို့ဆိုရင်တော့ចောင်းထားမပေးဘူးလို့ចောင်းဆရာပြောတယ်ပေါ့နော်သူတို့တောင်ရခိုင်းတာတွေနွားကျွဲခိုင်းတာတွေကလေးထိန်ခိုင်းတာတွေတခုသူတို့ပြန်ခိုင်းတာပေါ့နော်ចောင်းလုံးဝမထားဘူးဘလောက်စီယုံအခုကဘာမှလောက်ကင်ဆရာမရှိလို့ဒါចောင်းထားပေးចောင်းထားပေးတဲ့အနေထားလို့ပြောလို့ရတယ်ပေါ့နော် đây coi မနမဟောကြော်လာတော့မညမနာဟောကြော် anh em hô အညနမဟောဆာပဲခမော nhấp မတူနာဆာမ tôi nè မတူရကြတာ chúng đi giả mẹ nắp bẹ bởi vì mình nào ta sra gì chúng ta မဲဟောပနာဆာ ဒီကလေးရဲ့တက်ကတော့ခမန်းချီကတော့14-15လောက်ရှိမယ်လို့တော့မှန်းရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လောက်ရှိတယ်တိကျတယ်ကိုလည်းမသိဘူးသူတို့လည်းမသိဘူးဆိုတော့ तू ကတော့ကြောင်းတက်ချင်တဲ့အနေထားမှာတော့ရှိလောက်တယ်ဒါပေမဲ့တက်ကတော့နည်းနည်းရရပေါ့နော်ကြောင်းဆရာတော့ညဆိုရင်အဲ့လိုအရွယ်တွေကိုယောက်ျားလေးရောမိန်းကလေးရောဒါဗမာစာတော့တင်ပေးတယ်လို့တော့ပြောတယ်အဲ့ဒါလည်းမစိုးဘူးပေါ့နော် mỏ giò nhầm phan rồi nhau khăn ใส่ซ้อมใส่ lên nó này này đang ra อ๋อ ဒါကတော့နောက်တအိမ်ဖြစ်ပါတယ်သူတို့ရွာကလေဒါလမ်းမကြီးဘေးမှာရှိပေမဲ့လည်းပြင်ပလူတွေဒီထဲရွာထဲဝင်ရောက်တာမရှိတော့ဘူးထင်တယ်ဒါကြောင့်မလို့ဒဇိန်းဝင်လာရင်သူတို့တအားကြောက်ကြတယ်တချို့ဆိုရင်ကျွန်တော်တို့ရောက်လာတော့တကားတွေပဲပိတ်ပြီးတော့ဟိုလုံးဝဟိုတကားဖွင့်မပေးတဲ့အိမ်တွေအောင်ရှိတယ်ပေါ့နော်တချို့ကလေးဆိုရင်ကျွန်တော်တို့မြင်တာနဲ့ကိုပြေးနေတာမျိုးတွေလည်းရှိတယ်ပေါ့နော်လမ်းဘေးမှာနေပြီးတော့ဒီလောက်ထိဖြစ်တယ်ဆိုတာမယုံနိုင်စရာပဲပေါ့နော်ဒီအိမ်ဆိုရင်လည်းတော်တော်လေးကိုအခြေအနေဆိုးတဲ့အိမ်လို့ပြောလို့ရတယ်ထင်တယ်ပေါ့နော်ဟိုမှာတော်တော်လေးကိုဖာထေးထားပြီးတော့ဒါနေရရုံတမယ်ပဲပြုလုပ်ထားတာပေါ့နော်ဒါကျွန်တော်ထင်တာသူတို့တွေမွေးစေးဝါတစ်ခုတုံးတာလည်းဖြေကောင်းဖြစ်နိုင်မယ်နောက်တစ်ခုကတော့ဘဝဆိုတာဒီလိုမျိုးပဲဒီလိုအိမ်လေးတွေစောက်ပြီးတော့နေလိုက်လေဟိုအသက်ရှည်အောင်တမယ်ပဲမသိရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့စောက်ပြီးတော့နေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့တော့ကျွန်တော်မြင်တယ်ဒီအိမ်ဆိုရင်ကြည့်လိုက်အောင်လုံးဝဟိုဒါလူအိတ်ဆရာနေရဟိုကြောတခင်းစာပဲရှိတာအိမ်ကကြီးတယ်ဒါပေမဲ့တွတ်တယ်လည်းမရှိတော့ဟိုဟာဟိုဗတက်ကဲတွေလည်းမရှိတော့ဟိုဒီဒူနေရယုံလောက်ပဲလောက်ထားတယ်ပေါ့နော်နည်းနည်းပါကိုနေဖို့နေရာလောက်ပဲအမိုးလောက်ထားပြီးနေတဲ့ခြေနေလောက်ထိကိုဒါတော်တော်လေးစိုးတာပေါ့နော်ဒီသူတို့ပြင်းတာလည်းဖြစ်ကောင်းဖြစ်မယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော် အိတ်စရာနေရာတော့မရှိဘူးကွာသူတို့လူများနေကြတယ်ဟုတ်ဘူးနော်အယုံဒီပေါ်တဲ့ရတယ်အဆာမပရှိမဟာမလာပြည်သူစစ်စစ်တော့မမရှိပဲပြီးရောစစ်တော့တဲစစ်တော့တဲမကဲတဲ့ဟဲ့မလူသိမမကောလာတဲ့ကမဟဲ့ဟာမလာပြည်သူစစ်ကြရအစိတ်တဲ့ဟဲ့မလေးတော့တဲမလဲ ဒီကလေးဆိုရင်သူကငယ်ငယ်ရွယ်ကလေးကဒါစစ်သားစုဆောင်ထဲမှာပါသွားတယ်ပေါ့နော်ပြည်သူစစ်တွေကသူ့ခေါ်သွားတာတဲ့ငယ်ငယ်ကလေးကပေါ့နော်သူအဲ့ကလေးကသူဒီပြည်သူစစ်တွေရဲ့ဒါဝက်တွေကျွဲတွေပါကြောင်းပေးရတယ်မွေးပေးရတယ်ပေါ့နော်ပြီးရင်အခိုင်းစီသွားလုပ်နေရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်သူ့ခေါ်သွားတာကဒီရွာထဲကပဲတဲ့ဒီရွာထဲကဒီပြည်သူစစ်လုပ်တဲ့လူအဖိုးတယောက်ရှိတယ်ဆိုတော့သူ့ကိုခေါ်သွားပြီးတော့ငယ်ကလေးခေါ်သွားပြီးတော့9နှစ်6နှစ်လောက်ရှိပေါ့နော်သူအဲ့မှာမနေနေရတာအခုလဲသူခဏပဲအိမ်ပြန်လာခွင့်ရတာပေါ့နော်ကျွန်တော်ကြည့်တဲ့ပုံစံကတော်တော်လေးကိုငယ်သေးတယ်ဒါပေမဲ့ပြီးတော့သူမွေးစီဝါပိုင်းနည်းနည်းသုံးဆဲထားမဲ့ပုံစံလေးတော့ရှိလောက်တယ်ထင်တယ်သူပုံစံကြည့်ရတာပေါ့လေ cả mấy này ဒီရွာထဲမှာဆိုရင်ဒီကလေးလိုပဲဒါပြည်သူစစ်သွားလုံနေရတဲ့ကလေးလည်းအများကြီးရှိတယ်ပေါ့နော်တော်တော်များတော့အိမ်ပြန်လာခွင့်တော့မရကြဘူးအများစုကတော့ဒီရွာထဲမှာရှိတဲ့ပြည်သူစစ်ဘိုးတော်ကပဲအဲ့ဒီမှာတော့ပို့ပေးရပါတော့သူတို့ကပြည်သူစစ်တွေကတကယ်ပဲတောင်းတာလားဒါမှမဟုတ်ဒီဘိုးတော်ကသွားရောင်းစားတာလားတော့မပြောတတ်ဘူးဒါပေမဲ့ပြည်သူစစ်တွေကတော့ပြည်သူစစ်တွေစီမှာတော့တကယ်နေရတယ်ပေါ့နော်ပြီးတော့သူပြောတဲ့အလုပ်ထဲမှာဥမာသူတို့တောက်တဲ့ဘိန်းတွေပေါ့နော်ဘိန်းဒီဘိန်းတွေဒီအရေးတွေလဲလဲပေးရတဲ့လုပ်လဲသူလုပ်ရတယ်ဆိုပြီးတော့သူပြောဆိုတာမျိုးတွေရှိရပေါ့နော် khuyên mà trâu yêu khi trâu thế rồi thế xong mẹ đi dòng
ယောက်ျားသေးသွားရင်ကလေး ဒါကျွန်တော်တို့ဒါရွာထဲမှာလိုက်ပြပေးနေတဲ့တယောက်ကတော့ဒီကမှာတာဝန်ကျတဲ့ကျောင်းဆရာဖြစ်တယ်ပေါ့နော်အဲ့တုန်းကကျွန်တော်တို့သွားတဲ့ချိန်တုန်းကဆိုရင်စာတင်ကျောင်းစာဖွင့်တဲ့နှစ်လို့ပြောလို့ရတယ်ပေါ့နော်တော်တော်လေးကိုခက်ခဲကြုံတွေ့ရတယ်လို့ဆရာပြောတယ်တခါတလေထမင်းငက်တာတွေဘာမှမစားရတဲ့နေ့တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆန်တွေလည်းတခါလေတောင်းမရလို့တခြားရွာမှာတခြားကျောင်းဆရာတွေရှိတဲ့ရွာမှာသွားပြီးတော့ဒါခိုးကတ်စားနေရတဲ့အနေအထားမျိုးလည်းရှိခဲ့တယ်ပေါ့နော် ဘုံမရ ဘယ်နှစ်ယောက်ရှိအောင်ဒီမှာ အဲ့မှာနှစ်ယောက်ပဲရှိတယ်သူတို့ကလေးတော့မရသေးဘူး ဟုတ်လား လူမရပဲ လင်းမရပဲ အေးရတော့တော်ဆိုးရ ကျဲဟိုစားတယ်လောတော့မှလာလှမ်းနေရ ဒီရွာကဒါလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကလေးကဒါစစ်ကောင်စီရဲ့လက်အောက်ခံပြည်သူစစ်တွေထိန်းချုပ်ထားတဲ့နေမြေဖြစ်တယ်ပေါ့နော်အဲ့တုန်းကဆိုရင်ဒီရွာတွေရောက်ဖို့ဆိုတာကျွန်တော်တို့ဒီလိုဝင်ဖို့စာရေးကြောင်းတွေဖွင့်ဖို့ဆိုတာကတော့မဖြစ်နိုင်ခဲ့ဘူးပေါ့နော်ဒီနောက်ပိုင်းမှာမှဒါဒီဘက်ဒေတာမှာဒါဒီတအန်းတက်ဒီ PSF ထင်းတွေထိန်းချုပ်လာနိုင်တဲ့အနေအထားမှာဖြစ်နေလို့ကျွန်တော်တို့လွတ်လွတ်လပ်လပ်သွားလို့ရနေတယ်ပြီးစာတင်ကြောင်းလည်းဖွင့်ခွင့်ရနေတဲ့အနေအထားကြီးတော့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီပြည်သူစစ်ကလေးတွေတော့ကျွန်တော်တို့ပြောထားတယ်တိုင်ထားတယ်ဒီကလေးတွေကြောင်းပြန်လာတက်ဖို့ပြည်သူစစ်တွေခေါ်ထားရင်လည်းအဲ့ခေါ်ထားတဲ့ကလေးမှန်တယ်များပြန်လွတ်လာဖို့တော့ကျွန်တော်ပြောဆိုထားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာပဲကျွန်တော်ပြန်သွားပြီးနောက်ပိုင်းတိတ်မကြောက်ဘူးနော်အဲ့ကလေးတော်တော်များတော့ပြန်လွတ်လာတယ်ကြောင်းပြန်တက်သွားနိုင်တဲ့အနေအထားမျိုးထိတော့ဖြစ်သွားတယ်ပေါ့နော် အဲ့ဒါစီမပြည့်ဟမ် mà dê dạ quỳnh dê ကန်စမိုးဘေဘုံမဲရိုင်းဟောမနေဟမ် lại hôm mà ဟမ်ဟောမ mà lại mà tết ကဘန်မှာ hè bè ဟမ်ဘန် bè ဒီရွာမှာဒါတန်းပညာရေး Institute တီးရိုင်ကစာတင်ကျောင်းကုတုကုထကျောင်းဖွင့်လှစ်ထားတာဖြစ်ပါတယ်ဒီရွာမှာတော့ဒါကျောင်းဆရာ2ယောက်တာဝန်ထမ်းဆောင်လာဖြစ်တယ်ပေါ့နော်သူတို့2ယောက်ကလည်းဒီလိုရွာမှာတော်တော်လေးကိုခက်ခဲနဲ့နေထိုင်ပြီးတော့စာတင်ပေးနေရတော့ဒါတော်တော်လေးကိုဘယ်လိုပြောရမလဲဂုံပြူတယ်လည်းပြောရမလားသူတို့တဲ့အာဘစ်ကတ်ခုပဲပြောရမလားကျွန်တော်တော့မှဝေခွဲမတက်တော့ဘူးပေါ့နော်ဒီဗီဒီယိုဖိုင်ကဒါလွန်ခဲ့တဲ့2021ကလေးကတွားခဲ့တဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်ဆိုတော့လက်ရှိအခြေအနေမှာတော့ရွာကတော့အနည်းငယ်အများတော့မဆိုလို့ပေါ့နော်အဲ့ပြည်သူစစ်တွေလည်းမရှိတော့ဘူးဒီ1027ဖြစ်ပြီးကြတဲ့ပြည်သူစစ်တွေလည်းမရှိတော့ဘူးဆိုတော့ဒီရွာတွေလည်းအခြေအနေတနည်းတစ်ပုံတော့အနည်းငယ်ပြောင်းလဲသွားတယ်ဒါပေမဲ့ပညာတွေလည်းမတက်ဘူးစာတွေလည်းမတက်တဲ့ခါကျတော့ဒီစဉ်းစားတွေးခွန်နိုင်စွမ်းကလည်းနည်းနည်းလေးအားနည်းတယ်ပေါ့နော်အားနည်းကြတော့ဒီဖွံ့ဖြိုးတဲ့အပိုင်းတော့အာမခံလို့တော့မရဘူးဒါပေမဲ့ကလေးတွေဒီအဲ့နှစ်ကလေးကအခုချိန်ထိဆိုကလေးတွေနည်းနည်းပါစာတက်လာပြီလို့ကျွန်တော်မျှော်လင့်ရတယ်ပေါ့နော်တော်တော်လေးလည်းအဆင်ပြေလာပြီလို့အဲ့မှာတာဝန်ကျတဲ့ဆရာမတွေတော့ပြန်ပြောလာတာမျိုးတွေလည်းရှိတယ်ပေါ့နော်စာတင်ကျောင်းထဲမှာတော့ကလေးတွေအယောက်40 50လောက်နီးပါးရှိတယ်ပေါ့နော်ရှိတဲ့အင်ဂျီက20ကျော်ပဲရှိတယ်ဆိုတော့ဒါကလေးဥယျာဉ်တော်တော်များတဲ့ရွာလို့ကျွန်တော်တို့ခံမှန်းပြီးတော့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒါတောင်မှဒီကျောင်းလာတက်တဲ့ကလေးတွေတော်တော်များကအကောင်လုံးမဟုတ်သေးဘူးချွတ်တဝက်တွေကအများကြီးရှိသေးတယ်ပေါ့နော်ရွာထဲမှာကြံနေခဲ့ဆိုတော့ဒီရွာမှာတားဆက်ချာမွေးတဲ့ဟာတွေလည်းတော်တော်လေးတော့အသိပညာတွေအများကြီးလိုအပ်တယ်လို့မြင်နေပေါ့နော်ကျွန်တော်တို့အဲ့တုန်းကသွားတော့ကဒါဆေးတွေလည်းတချို့တစ်ဝက်ပါခဲ့တယ်ဒါအဝတ်စားတွေလည်းပါခဲ့တယ်ပေါ့နော်ဆေးရတော့ကျွန်တော်တို့ပါလာပြီမဲ့လည်းဒီရွာမှာနောက်ဆုံးဝင်တဲ့ရွာဖြစ်နေတော့ဆေးတွေအစုံလည်းမပေးလိုက်နိုင်ခဲ့ဘူးပေါ့နော်ပြီးအဝတ်စားတွေလည်းဒီရွာမှာနောက်ဆုံးဖြစ်တဲ့အဝတ်စားတွေလည်းကောင်းကောင်းမလေးမဝေပေးနိုင်ခဲ့ပဲနဲ့တချို့တစ်ဝက်ပဲကျွန်တော်တို့ဝေပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့နောက်များထပ်သွားမိတယ်ဆိုရင်တော့ဒီရွာအတွက်ကိုကျွန်တော်တို့ပထမဆုံးဦးစားပေးနေတယ်ပေါ့နော်ထပ်သွားဖြစ်ဖို့လည်းကျွန်တော်တို့စီစဉ်ထားတာမျိုးရှိရပေါ့နော်မရောက်တာလည်းအတော်ကြာပြီဖြစ်တာကြတော့ထပ်သွားဖို့စီစဉ်ထားတာမျိုးရှိတယ်ပေါ့နော်အဲ့ပြန်သွားတဲ့ချိန်နဲ့ဒီဗီဒီယိုဖိုင်မှာတွေ့ခဲ့တဲ့ဟာမျိုးနဲ့အခုလက်ရှိအချိန်တွေဗားများကွာခြားသွားလဲဆိုတော့ဗီဒီယိုဖိုင်လေးကျွန်တော်တို့ပြန်ပြီးတော့ပြန်တင်ပေးမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ စာပခမောဟမ်စာ ကလေးတွေလည်းဒါတက်နဲ့တစ်ခါမှစာနေကြောင်းသူတို့ရမှာစာနေကြောင်းဆိုတာမမြင်ဖူးခဲ့ကြဘူးပေါ့နော်အခုကတော့စာနေကြောင်းတွေလည်းရှိလာပြီဆရာတွေလည်းရှိလာပြီဆိုတော့စာတင်ပေးတာဟုတ်တော်ရှိမဟုတ်တော်ရှိပေါ့နော်သူတို့အိမ်လုပ်တွေလုပ်ဆရာမလို့တော့ဘူးဒါဒီလိုမျိုးကစားကွင်း
စာတင်ကြောင်းဆိုတာထားလိုက်အောင်ပေါ့နော်ဒီလိုမျိုးကစားသူတို့စုစုံနေနဲ့တရွာလုံးကလေးတွေဒါစုစုံနေနဲ့ကစားရတယ်တွေ့ရတယ်အဖော်လုပ်ရတယ်အဖော်တွေရှိတယ်ဆိုတာမျိုးကသူတို့အတွက်ကလုံးဝဒါနေပန်ဖို့နော်သူတို့အတွက်ကပျော်စရာလေးနေရာလေးတစ်ခုတော့ဖြစ်သွားတယ်ပေါ့နော်စာကတော့လောလောဆယ်ကတော့သူတို့ဘာမှတိတက်ဥပမာမဟုတ်သေးဘူးဒီဟာကြီးလည်းကျောင်းဆရာကြီးလည်းတော်တော်လေးသူတို့ကိုပြန်ပြီးတော့သင်ပေးရအောင်ပေါ့နော် Cà gì khạ khuê gạ nghe gạ hà gì ngạ xà lô xạ lê xà quê xà bên xoay này mục nà gì tao ưng bù ra sừng thu ra đuôi ra chạy nà nghe ba sọ phao thu ba ta chơi ba gồm ma ya pele ya to la ရွာထဲမှာတစ်ခါမှစာတင်ကြောင်းမရှိခဲ့ဖူးလို့ပေါ့နော်ဒါရွာသားတွေဆိုရင်ဒီလိုစာတင်ချင်းဆိုရင်ဥပမာဒီလိုအားလည်းရဲ့ဥပုံနေတို့ပါတော့ဆိုရင်စုပြုံပြီးတော့လာကြည့်ကြတာပေါ့နော်ဒါစာတင်ကြောင်းဆိုဘယ်လိုမျိုးလဲသူတို့ဆရာဘယ်လိုမျိုးစာတင်ရလဲကလေးတွေရောသူတို့ကလေးရောဘယ်လိုမျိုးစာတင်ရလဲပေါ့နော်ဆရာရောဘယ်လိုမျိုးစာတင်ပေးလဲဆိုတော့တော်တော်လေးကိုစိတ်ဝင်စားနဲ့အမြဲတမ်းလာကြည့်ကြရပေါ့နော်အဲ့လိုလာကြည့်တဲ့ချိန်မှာဒါသူတို့ကျောင်းတက်ခွင့်မရတဲ့ကလေးတွေအများကြီးပဲပေါ့နော်ဒီကျောင်းပြပတ်မှာအပေါက်မှာချောင်းပြီးတော့ကြည်ရမျိုးတွေဒါသူတို့မေနဲ့လိုက်ပြီးတော့ဒါချောင်းကြည့်တာမျိုးတွေပေါ့နော်တော်တော်လေးတော့ဒီလိုမျိုးဥပုံနေဆိုရင်တော့အပြည့်ဒီကျောင်းပတ်လေမှာအပြည့်ပဲလို့ကျောင်းဆရာပြောတာပေါ့နော်ဒါလည်းတော်တော်လေးတော့ဟိုတစ်မျိုးထူးခြားတယ်ပေါ့နော် ဆိုတော့ဒီရွာအကြောင်းပြောလာလိုက်တာဒီရွာနာမည်တောင်မှကျွန်တော်ပြောဖို့မေ့သွားတယ်ပေါ့နော်ဒီရွာနာမည်ကတော့ပါဂျက်ခူးဆိုတဲ့ရွာလေးဖြစ်ပါတယ်ဒီရွာတော့ဒါမိုင်းရော်ရဲ့အကျော်တော်တော်တော့သွားတယ်မနောက်ထပ်နိုင်ခွက်တနိုင်လောက်မောင်းပြီဆိုရင်ဒါလမ်းဘေးမှာပဲဒီရှိတဲ့ရွာလေးဖြစ်တယ်ပေါ့နော်တစ်ဖက်မှာဂျိုင်ယန်ဆိုတဲ့ရွာကြီးကြီးရှိတယ်ပြည်သူစစ်တွေအခြေချတဲ့ရွာပေါ့နော်ဂျိုင်ယန်ပြည်သူစစ်တွေအခြေချတဲ့ဂျိုင်ယန်ရွာကိုတွားတဲ့လမ်းမကြီးဘေးမှာပဲဒီရွာတည်ရှိတာဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တင်ဆက်ပေးတဲ့အကြောင်းအရာကဒီရွာမှာဒီရွာဆိုတာကဒီတရွာတည်းမှာမဟုတ်ပေါ့နော်အနာတဝိုက်ကရွာတယ်ဒါဒီလက်နက်ကင်တက်တွေပြည်သူစစ်တွေဒါနှစ်ပေါင်းများစွာဒါဖိနှိပ်ထားလို့ပေါ့နော်တော်တော်လေးကိုခက်ခဲနဲ့သူတို့ဘဝတွေကိုမတည်ယုံတမယ်ပဲလူဖြစ်ယုံတမယ်ပဲရုန်းကန်နေရတဲ့ဒီတိုင်းသားတွေရဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ဒီဖော်ပြပေးတာရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကျွန်တော်ဒီမှာပဲရှင်းလာတော့မှာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုဖိုင်မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေနဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်အကုန်လုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်အားရမယ်မကြမ်းစလိုက်